အားလုံးပဲမင်္ဂလာပါမီဖြစ်ပါတယ်မီဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဂျပန်စာကိုအခုမှစပြီးတော့လေ့လာမယ်သူတွေအတွက်အကျိုးရှိစေမယ့်ဂျပန်လိုမျိုးနှုတ်ဆက်စကား6မျိုးကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်တော့အဆုံးထိလိုက်ပြီးကြည့်ပေးကြပါဦးနော်နောက်ဆုံးတစ်ခုကတော့မင်္ဂလာနဲ့နှခင်းပါပဲ Ohayo gozaimasu လို့ပြောပါတယ်စာထဲမှာရေးတဲ့အသုံးအနှုန်းကိုအထက်လူနဲ့ပေါ့နော်ကိုနဲ့တိတ်ပြီးမရင်းနှီးတဲ့သူဆိုရင်ဒီ Ohayo gozaimasu ကိုပြောပါတယ်ကိုနဲ့နည်းနည်းရင်းနှီးတဲ့သူဆိုရင်တော့ Ohayo လို့ပြောလို့ရပါတယ်တကယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်ကိုထက်ငယ်တဲ့လူပဲဖြစ်ဖြစ်ဒီအနောက်က gozaimasu ကိုမထည့်ဘဲနဲ့ Ohayo လို့ပဲပြောလို့ရပါတယ် gozaimasu ဆိုတာကဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီတစ်ခုကတော့မင်္ဂလာနေ့လည်းခင်းပါပေါ့နော် konnichiwa လို့ပြောပါတယ် konnichiwa ကားပြောတဲ့အခါမှာအထက်လူကိုပြောရပဲဖြစ်ဖြစ်ကိုလက်အောက်ငယ်သားကိုပြောပဲဖြစ်ဖြစ်ဘယ်သူမှမဆိုသုံးလို့ရပါတယ်မသုံးကတော့မင်္ဂလာညနေခင်းပါ konbanwa လို့ပြောပါတယ် konbanwa အရေးသားမှာလဲ konbanwa ဖြစ်ပြီးတော့ဒီစကားပြောဆိုတဲ့အခါမှာလဲအထက်သူကြီးကိုပြောရပဲဖြစ်ဖြစ်ကိုအချင်းချင်းအောင်ပြောရပဲဖြစ်ဖြစ်ကိုလက်အောက်ငယ်သားကိုပြောရပဲဖြစ်ဖြစ် konbanwa တမျိုးတွေကိုလာသုံးပါတယ်ဒါဆိုရင်နံပါတ်4ဖြစ်ပါတယ်နံပါတ်4ကတော့ကောင်းသောညနေဖြစ်ပါစေပေါ့နော် oyasumi nasai oyasumi nasai ကစာအရေးသားမှာဆိုရင် oyasumi nasai ဖြစ်ပြီးတော့အပြောဆိုမှာကြတော့ oyasumi nasai လို့ပြောလဲရတယ် oyasumi လို့ပဲလဲပြောလို့ရပါတယ် oyasumi nasai ဆိုတာကကြတော့ဒီအထက်သူကြီးကိုပြောတဲ့အခါမှာကိုနဲ့တိတ်မရင်းနှီးတဲ့သူပြောတဲ့အခါမှာသုံးပြီးတော့ဒီ oyasumi ဆိုတာကကြတော့ကိုနဲ့အချင်းချင်းရင်းနှီးတဲ့သူတွေတငယ်ချင်းတွေမှာသုံးကြပါတယ်နံပါတ်5ကတော့ကျေးဇူးတင်ပါတယ်ဆိုတာပေါ့နော်ありがとうございますလို့ပြောပါတယ်ありがとうございますစာရေးသားမှာありがとうございますဖြစ်ပြီးတော့ဒီအပြောဆိုမှကြတော့ありがとうございますလို့လည်းပြောလို့ရတယ်ありがとうလို့ပဲပြောလို့ရပါတယ်ခုနကနံပါတ်1မှာပြောသွားတဲ့おはようございますလို့ပဲございますဆိုတာကိုမထည့်ဘဲနဲ့ありがとうလို့ပဲပြောလို့ရပါတယ်ရှေ့အသုံးနှုန်းတွေကများတော့အဖြစ်အထက်သူကြီးတိတ်မရင်းနှီးတဲ့သူတွေသုံးပြီးတော့အနောက်ကございますမပါတဲ့အသုံးနှုန်းတွေကကြတော့ဒီရင်းနှီးတဲ့သူအချင်းချင်းတငယ်ချင်းအချင်းချင်းကိုလက်အောက်ငယ်သားတွေကိုသုံးတာများပါတယ်ပြီးတော့ဒီကျေးဇူးတင်တာပေါ့နော်ဒီနှမျိုးအပြင်ကိုအခုလက်ရှိဂျပန်မှာခေတ်စားနေတဲ့အသုံးအနှုန်းတစ်ခုပေါ့အထူးသဖြင့်ယောက်ျားလေးတွေကြားထဲမှာဆိုရင်ပေါ့နော်အာဇတ်ဆိုပြီးတော့ပြောပါတယ်ဒီありがとうございますကိုလုံးဝသူတို့ကခြုံပြီးတော့ပြောလိုက်တာပေါ့နော်အာဇတ်ဆိုတာဖြစ်ပါတယ်ဒီဟာလုံးဝ informal အသုံးအနှုန်းဖြစ်ပြီးတော့များသောဖြင့်ယောက်ျားလေးတွေသုံးတာများပါတယ်အထူးသဖြင့်လုံးစားတောက်ဆိုင်တွေမှာလုပ်တဲ့သူတွေပေါ့နော်ယောက်ျားလေးတငယ်ချင်းအချင်းချင်းကြားထဲမှာဖြစ်ဖြစ်ယောက်ျားလေးကနေပြီးမိန်းကလေးကိုပဲဖြစ်ပါတော့အရန်ခင်တဲ့ချိန်ကြရင် azas လို့ပြောကြပါတယ်ဒီありがとうございますကိုအမြန်ပြောတဲ့အနေနဲ့ပေါ့အရင် informal ဖြစ်တဲ့အသုံးအနှုန်းဖြစ်တဲ့အတွက်ကြောင့်တိထိုင်တော့အသုံးဝင်နေပေါ့နော်ဒါပေမဲ့အဲ့ခါကျရင်အစီအစဉ်ပြီးသုံးဖို့အတွက်အကြံဉာဏ်ပေးချင်ပါတယ်6ခုမြောက်ဖြစ်ပါတယ်တတ်တာဖြစ်ပါတယ်စာယိုနာရာစာယိုနာရာကဖတ်စာကိုစာအရေးအသားနဲ့လာရန်ကလေးတွေကဆရာမကိုကြောင်းပြန်တဲ့ခါနှုတ်ဆက်တဲ့ခါကျရင်တတ်တာစာယိုနာရာလို့ပြောကြတယ်ပေါ့နော်တကယ်ကဒီလက်တွေ့လူအကြီးအချင်းချင်းတုံးတဲ့ခါကျရင်တော့ဒီဂျမတာခွန်ဒူနဲ့ဒါမှမဟုတ်ရင်ဂျမတာနဲ့ဒါမှမဟုတ်ရင်ဂျနဲ့ဆိုတာတွေကိုသုံးလို့ရှိပါတယ်ဒီနဲ့အနောက်ကနဲ့ဆိုတာကများတော့ပြင်မိန်းကလေးတွေကထည့်ပြီးတော့သုံးတဲ့အသုံးလုံးဖြစ်ပြီးတော့ယောက်ျားလေးတွေကတော့ဂျမတာခွန်ဒူဂျမတာဂျအဲ့လိုပဲသုံးကြပါတယ်ယောက်ျားလေးအထက်မှာလည်းစင်နာနာဟိုဆက်ဆံတဲ့ပုံပြောခြင်းတဲ့ကကြရင်နှဲကိုထည့်ပြီးတော့သုံးတဲ့ယောက်ျားလေးတွေရှိပါတယ်နောက်တစ်မျိုးကတော့ bye bye ပုံမှန်မြန်မာမှာလည်းသုံးတယ်လို့ပဲပေါ့နော် bye bye ဆိုတာမျိုးစကားပြောမှာသုံးပါတယ်ခုနကမြောက်စကားလုံးကတော့အလုပ်ခွင်မှာအချင်းချင်းနှုတ်ဆက်တဲ့အခါကျရင်お疲れ様ですお疲れ様ですお疲れ様ですဆိုတာကဒီအလုပ်ကိုအလုပ်အတူတူလုပ်တဲ့သူအချင်းချင်းပေါ့နော်ပြောတဲ့ခါကျရင်ကိုကနေပြီးတော့အထက်လူကြီးကိုပဲဖြစ်ဖြစ်ဒီကိုကနေပြီးတော့ကိုနဲ့တန်းသူအလုပ်လုပ်တဲ့သူပဲဖြစ်ဖြစ်ကိုရဲ့အောက်ကလူကိုပဲဖြစ်ဖြစ်お疲れ様ですကိုသုံးလို့ရပါတယ်စာအရေးသားမှာရောအပြောဆိုမှာရောお疲れ様ですပါနည်းနည်းရင်းနေရင်တော့お疲れ様လို့ပဲပြောလို့ရပါတယ် des ကိုဖြုတ်ပြီးတော့နောက်ထပ်お疲れ様ですဆိုတဲ့အသုံးအနှုန်းနဲ့ဆင်တဲ့အသုံးအနှုန်းကတော့ご苦労様ですご苦労様です
ဒီကိုကူတော့ဆာမတဲ့ဆိုတာကကြတော့ကိုရဲ့လက်အောက်ကတူပဲတုံးလို့ရပါတယ်ပေါ့နော်ကိုအထက်ကတူကြီးကိုသွားပြီးတော့ကိုကူတော့ဆာမတဲ့ဆိုပြီးတော့တုံးလို့မရပါဘူးဒီကိုကူတော့ဆာမတဲ့ဆိုတာကကိုရဲ့အောက်ကတူငယ်ကိုပဲတုံးလို့ရတဲ့စကားလုံးဖြစ်ပါတယ်ဒါကြောင့်မလို့တုံးတဲ့ခါကျရင်တတိထားဖို့အကြံပေးချင်ပါတယ်ရှစ်ခုမြောက်ကတော့အလုတ်ခွင်မှာကိုကအရင်ပြန်တဲ့ခါကျရင်နှုတ်ဆက်တဲ့စကားပါအကီနီစစ်စလေရှိမတ်အိုဆာကီနီစစ်လေရှိမတ်ကိုကအရင်ပြန်ပါတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အိုဆာကီနီစစ်လေရှိမတ်လို့မပြောဘဲနဲ့အိုဆာကီဒက်လို့ပြောရတူလည်းရှိပါတယ်ဒါပေမဲ့အိုဆာကီနီစစ်လေရှိမတ်ဆိုတာကတော့အပြည့်အစုံဖြစ်ပြီးတော့ဂျပန်မှာဆိုရင်များသောအဖြစ်အများဆုံးသုံးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။ Osaki desu ဆိုတာကဒီလိုကနေပြီးတော့လက်အောက်ငယ်သားကိုသုံးတဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်ပေါ့နော်။ဒီ Osaki ni shiteshimasu ကကိုအချင်းချင်းပဲဖြစ်ဖြစ်အထက်တူပဲဖြစ်ဖြစ်လက်အောက်ငယ်သားပဲဖြစ်ဖြစ်ပြောလို့ရပါတယ်။နံပါတ်6ခုမြောက်ကတော့ဂျပန်မှာအများဆုံးကြားရတဲ့စကားလုံးဖြစ်ပါတယ်။အဲ့ဒါဘာစကားလုံးလဲဆိုတော့ကြွရောက်ပါရှင်ကြိုးဆိုပါတယ်ကြွရောက်ပါရှင်နဲ့ကြိုးဆိုပါတယ်ကမတူဘူးပေါ့နော်ဒီကြွရောက်ပါရှင်ဆိုတာကများတော့အဖြစ်ဆိုင်နေမှာဝန်ထမ်းတွေကဧည့်သည်ကိုနှုတ်ဆက်တဲ့အခါထုံးတယ်ပေါ့နော်ဥပမာဆူရှီဆိုင်ကဧည့်သည်ကိုနှုတ်ဆက်တဲ့အခါကျရင်いらっしゃいませいらっしゃいませလို့ပြောရပါတယ်ကြိုးဆိုပါတယ်ကိုတော့ယောကိုဆိုလို့သုံးပါတယ်ယောကိုဆိုယောကိုဆိုဒီယောကိုဆိုဆိုတာကကြတော့ကိုအိမ်ကိုကြိုးဆိုပါတယ်နေရာတစ်ခုကနေပြီးတော့ကြိုးဆိုပါတယ်ပေါ့နော်ဂျပန်နိုင်ငံကိုစပြီးတော့ရောက်တဲ့ခါကျရင်ဂျပန်နေစိတ်မှာယောကိုဆိုနီဟွန်အဲလို့ရေးထားရှိပါတယ်ဂျပန်နိုင်ငံမှာကြိုးဆိုပါတယ်ပေါ့နော်ကိုအိမ်ကိုတငယ်ချင်းတယောက်လာတဲ့ခါကျရင်လည်းယောကိုဆို私の家へယောကိုဆို私の学校へဆိုပြီးဒီနေရာတစ်ခုပေါ့တဲ့အနေနဲ့နှုတ်ဆက်တာမဟုတ်ဘဲနဲ့သုံးလို့ရပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဂျပန်စာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေလောက်တော့ဖို့ရှိရတဲ့ကြောင့်မို့လို့ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်နော်။ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။ကြာနေ